ဗုဒ္ဓဟူသာသမီတွေဩဂုတ်လထဲမှာခမရတို့မျှော်လင့်နေတဲ့အပြောင်းအလဲတစ်ခုတကယ်ဖြစ်လာလိမ့်မယ်မကြသေးခင်ကခမရဟာကိုအားမလို့အားမရဖြစ်နေမယ်ခေါင်းထဲမှာအတွေးတွေအယမ်းများပြီးတော့ညာဘက်ဆိုလို့ရှိရင်အိတ်မပြောဘူးဖြစ်နေတယ်ကိုကသာအရာရာကိုစူးစမ်းပြီးတော့ပေးဆက်နေရပေမဲ့လို့ကိုယ့်ရဲ့တန်ဖိုးကိုအတိမတ်အပြုမခံရဘူးလို့ခံစားနေရတတ်တယ်စိတ်ထဲမှာလည်းအမြဲတမ်းခုကိုစိုးရိမ်နေသလိုလေးလံနေတတ်တယ်ဒါဟာခမရရဲ့အမှားမဟုတ်ပါဘူးဗေဒင်းပညာအရကြည့်ရမယ်ဆိုရင်တော့သင်ဟာအခုချိန်မှာတွင်ကူးပြောင်းရေးကာလတစ်ခုရဲ့အထိုးထိပ်ကိုရောက်ရှိနေလို့ဖြစ်ပါတယ်ဒါပေမဲ့ဩဂုတ်လလေပိုင်းကစပြီးတော့အရာအလုံးပြောင်းပြန်လာမှာတော့မယ်ထို့သဖြင့်ကုတန်းရောင်းဝယ်ရေး online နည်းပညာနဲ့မီဒီယာအပိုင်းလုပ်တဲ့သူတွေဆိုလို့ရှိရင်ကိုယ့်ရဲ့အကြံဉာဏ်တွေကိုလူတွေကအံ့ဩလောက်အောင်လက်ခံလာပါလိမ့်မယ်အရင်ကရက်တက်နေတဲ့ကိစ္စတွေညင်းပယ်ခံထားရတဲ့အလုပ်တွေပြန်ပြီးတော့အသက်ဝင်လာပါလိမ့်မယ်ဒါပေမဲ့အရေးကြီးဆုံးသတိထားရမယ့်အချက်တစ်ခုရှိပါတယ်ဗိုလ်တဟူးချူရဲ့တဘာဝကအင်မတန်ညံဆန်တယ်ဒီအချိန်ကြောင့်ကိုယ့်မှာအမှားလေးတွေကိုလုတ်တက်မိတယ်။ဩဂုတ်လထဲမှာစာချုပ်စာတမ်းလက်မှတ်ထိုးတာငွေအကြီးအကျယ်လွှဲတာသူများအတွက်အာမခံပေးတာမျိုးတွေကိုအထူးသတိထားပါ။စာချုပ်တွေကိုတေချာမဖတ်ဖက်နဲ့လုံးဝလက်မှတ်အထိုးပါနဲ့စိတ်လိုက်မှန်ပါဆုံးဖြတ်ချက်ချတာတွေကိုအထူးရှောင်ကျဉ်ပါ။ငွေရေးကြေးရေးကတော့ဝင်ပေါက်တွေပွင့်နေတယ်ဒါပေမဲ့ဗိုလ်တဟူသားသမီးတွေရဲ့အကျင့်ကစိတ်ကူးပေါက်ရင်ပေါက်တယ်လို့သုံးတတ်လို့ဝင်တယ်လို့ပြန်မထွက်အောင်တေချာလေးစီမံဖို့တော့လိုပါမယ်အခြေရင်းမှာတော့ကိုကအလုတ်တွေများပြီးတော့စိတ်ဖိစီးနေလို့မို့အိမ်အောင်ဘက်ဒါမှမဟုတ်ချစ်သူကိုအချိန်မပေးနိုင်တာမျိုးဖြစ်တတ်ပါတယ်စကားပြောမှားပြီးတော့နားလည်မှုလွဲတာလေးတွေရှိနေလို့ပွင့်လင်းရှင်းပြတာကအကောင်းဆုံးပါပဲလူတွေအတွက်ကတော့ကိုယ့်ရဲ့လုပ်ငန်းခွင်ဒါမှမဟုတ်မိတ်ဆွေတွေကြားထဲကနေပြီးတော့ရီမန်းချက်ချင်းတူတဲ့လူတစ်ယောက်နဲ့စုံဖို့ရာဂိမ်းရှိပါတယ်ကျမ်းမာရေးအနေနဲ့ကတော့ကြီးမားမရှိပေမဲ့လို့ခေါင်းကိုက်တာစကြောတက်တာမျက်စိညောင်းညတာတွေဖြစ်မယ်ညဘက်ဖုံးကြည့်တာလျှော့ပြီးတော့အေးရေးဝါအိပ်ဖို့လိုပါတယ်အရေးကြီးတဲ့ကိစ္စတွေသွားလုပ်တော့မယ်ဆိုလို့ရှိရင်အစိမ်းရောင်ဖြူရောင်ဒါမှမဟုတ်အရောင်ဖြော့ဝတ်စုံတွေကိုရွေးချယ်ပြီးတော့ဝတ်ဆင်ပါအကျိုးပေးကဏ္ဍတွေကတော့4 5 9ဖြစ်ပါတယ်ဒီဩဂုတ်လထဲမှာသင်အဓိကချစ်ချင်တဲ့အောင်မြင်ခြင်းတဲ့ကိစ္စတွေကဘာများဖြစ်မလဲကွန်မန့်နေတဲ့မှာအောင်မြင်ရမယ်ဆိုပြီးတော့ရေးပေးခဲ့ကြပါကိုယ့်ရဲ့ကဏ္ဍမာကိုအမြဲတတိယနေအောင်ဒီဗီဒီယိုလေးကိုစေထားပေးပါကိုလိုပဲတခြားဗိုလ်တဟူသားသမီးတွေတည်သွားအောင်လဲပြပေးလိုက်ပါအောင်ခင်ဗျာကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ